အားလုံးပဲမြင်ပါပါကျွန်တော်ဒီနေ့ min strike အကောင့်ဖွင့်ပြီးပြောပြပေးမှာဖြစ်ပါတယ်နော်။ဒီဆုံးကျွန်တော်တို့ min strike ကို Play Store ကနေတောင်းမယ်။ကျွန်တော်တို့ Play Store ကနေတောင်းပြီးကျွန်တော်တို့ Play Store ကနေ min strike လို့ရှာမယ်ကျွန်တော်တောင်းပြီးသားဆိုတော့ဒီတိုင်းဖွင့်လိုက်မယ်နော်။ဖွင့်ကျွန်တော်အကောင့်ဖွင့်မှာဆိုတော့ဒီပေါ်က guest tab ကိုနှိပ်မယ်။ပြီးရင်ကျွန်တော်ဒီမှာသူက user name ရယ် password ရယ် email ရယ်တောင်းတယ်။ email မှာကျွန်တော်တို့ကိုယ့်ရဲ့ Gmail ထည့်လိုက်ရတယ်ဒါမှမဟုတ် Yahoo mail တို့တခြား mail အကုန်ထည့်လို့ရတယ်။ဒါပေမဲ့ကျွန်တော်ကတော့ temporary mail ပဲသုံးတယ်။temporary mail ကိုဒီထဲယူမယ်။ဒီ Telegram bot ကျွန်တော် description မှာချပေးမယ်။ဒီမှာနှိပ်မယ်။ပြီးကျွန်တော်တို့အောက်ကကျွန်တော်တို့အတင်းဆိုလို့ရှိရင်အောက်မှာ stack ဆိုတာရှိမယ်။ဒီညမှာ stack ဆိုတာနှိပ်အခုကျွန်တော်နှိပ်ပြဆိုတော့ကျွန်တော် create new delete နှိပ်မယ်။ပြီးတော့ဒီနာကို copy ယူလိုက်မယ်။ copy ပြီးကျွန်တော်တို့ဒီထဲသွားမယ်။ဒီ user name နေရာမှာကျွန်တော်တို့ user name တစ်ခုထည့်မယ်နော်။ကျွန်တော်ဒီကောင်ပဲကျွန်တော်တို့ဒီဒါထည့်လိုက်မယ်။ password နေရာမှာအနောက်မှာစာလုံးကြီးတစ်ခုထည့်လိုက်မယ်။ A ဆိုပြီးတော့ email မှာခုနကျွန်တော် copy ထားတဲ့ email ထည့်မယ်။ပြီးတော့ continue နှိပ်လိုက်ဒါဆိုကျွန်တော်တို့အကောက်ဖွင့်တာအောင်မြင်ပါပြီတော့အောက်မှာလည်းသူက 2gig ဆိုပြီးပေးရတယ် 2gig ပြီးရင်ကျွန်တော်တို့အဲ့ဒါကို email confirm တက်လုပ်မယ်ဒီကမှာ box တွေကြာလာပြီကျွန်တော်တို့ဒီ open in browser ဆိုတော့နှိပ်မယ် open ဒါခဏလေးစောင့်လိုက်ပါတော့အပိုင်းလေးနေတယ်အပေါ်ရင်းနဲ့ဆွဲနေပါမယ်ဒီမှာ win strike ဆိုပြီးတော့ကြာလာဒီ box ကိုနှိပ်မယ်ခဏလေးစောင့်မယ်နည်းနည်းဆွဲတင်ပါမယ်ဒီမှာ email confirm ဆိုတာတွေ့မယ်နှိပ်လိုက်အဲ့တော့ email confirm ဆိုပြီးတော့ပြမယ်ကျွန်တော်တို့ဒီထဲဝင်ကြည့်လိုက်sorry ဒီထဲဝင်ကြည့်လိုက်ရင်10 gig ဆိုတာလေးပြလာပြီအားလုံးပဲအဆင်ပြေကြပါစေ